Hello ဒီနေ့ blog လေးကတော့ငွေစင်းတော့ဘောနော်တောင်ဝိုင်းတက်တဲ့ blog လေးဖြစ်ပါတယ်ငွေစင်းနဲ့အတူဘောနော်တောင်ဝိုင်းတက်တဲ့ blog လေးပါကျွန်တော်တို့တောင်ကနေစတော့ပါပြီတွားရသူတို့ကအယံမှာကောင်းပါရဲ့ဘုပဖွဲလေးနေဘောနော်အယံကိုစူပြီးပြီးတော့အယံမှာလာနေပါတယ်ဖန်အန်ကမူရသည်နဲ့အလိုက်ဖက်ဆုံးပါပဲရှုခင်နေရဘလို့မှမီးလို့မဝါပါဘူးရှင်ဘယ်ရကြီးစိတ်ဆုံနေရပြီပေါ့နော်ဖန်ရောက်ပါပြီရှင်ကျမတို့တောင်ဝိုင်းကိုစတက်ပါပြီဒါစတက်တဲ့နေရာပေါ့နော်စတက်ပါပြီစတက်တော့ကတော့လုံးဝ energy ပြည့်နဲ့တက်နေကြပါတယ်တပွဲလုံးဝ energy ပြည့်နဲ့တက်နေကြပါတယ်တောင်ဝိုင်းက45မိနစ်ပဲကြာပါရှင်တောင်ဝိုင်းတက်တဲ့အခါမှာဆိုရင်ရေဘူးရရဲ့ဒီဘူးရွာကြပါနော်ပုံမှန်မုတ်ဆိုင်လည်းမရှိပါဆိုင်မှမရှိပါဘူးရှင်တက်နေကြပါတယ်ရေဘူးတွေရွာရဲ့ဒီဘူးကြီးသွားပါဒီမှာတော့မောနေပါပြီမိုးကဘွယ်လေးရွာနေပါတယ်တော်လေးမောနေပါပြီအဲအစားတက်ချင်း15မိနစ်လောက်ပဲရှိနေတယ်တော်လေးကိုမောနေရပါဒီမှာအင်ကြီးတွေပါထွက်လိုက်ပါပြီအနွေးတွေလည်းမောနိုင်တော့တက်ပါပြီရှင်ဒါတော့ဝက်ရောက်ပြီပေါ့နော်အဲ့မှာ view ကြည့်လို့ရပါတယ်တော်လေးလာပါတယ်ဒီချာအားလုံးကစိတ်နှံစိုးပြေနေပေါ့နော်မိုးနေပါပြီပဲများပါတစ်ချက်ဒီတက်ပါတယ် fighting ဆိုပြီးတော့တက်ပါတယ်ရောက်တော့မယ်ဆိုပြီးတော့ပေါ့နော်တပွေးနဲ့ရောက်ပါပြီရှင်အစားပေါ့နော်တန်နေကအစားရပါပြီကျမတို့လည်းနည်းတော့အဆက်တက်ရပါမယ်တောင်တက်တဲ့ခါကျရင်အစားစားမှအဆင်ပြေပါမယ်လူစလို့ဝယ်ရဆိုရင်ဆောင်ဝါလို့ပေါ့နော်မူပြီးတော့ပေါ့နော်အန်ပါတယ်ဒါပေမဲ့သူ့လည်းအဆုံးထိရောက်ခဲ့ပါတယ်အယံကိုမှလာတဲ့ view ပါရှင်ဒီမှာခဏနာပါမယ်အဲ့ဒီမိကအယံကိုမှတ်ပါတယ်ခဏထိုင်နာပြီးတော့ video တစ်ဖြတ်ရိုက်ပါတယ်လူတွေကအယံများပါတယ်ရောက်ပါပြီနောက်ဆုံးတော့တပုံရိုက်ခဲ့ပါတယ်အများကြီး